လုပ်ငန်းမှာအမြဲတမ်းလူသစ်တွေအဲ့လူသစ်တွေကို train ရတယ် train ပြီးတော့နားလည်သွားပြီဆိုရင်စိတ်ဖိစီးလို့ဆိုပြန်ပြီးထွက်သွားတယ်ပြန် train ရတယ်ဒါနဲ့ဒီတစ်ချက်တော့အစကနေစချင်းကိုဘယ်တော့မှမရက်တတ်နိုင်မှတ်တာအစကိုအမြဲတမ်းစနေရမှာတော့အဆုံးကိုလည်းမရဘူးအလယ်ကိုလည်းမရအောင်အမြင့်ဆုံးကိုလည်းမရဘူးအဲ့တော့စရတဲ့ဘဝကနေရက်ချင်နေဆိုရင်ကိုယ့်ရဲ့ဝင်ပြောအောင်ထားပျော်ရွှင်နာမှာမြန်မာပြည်မှာကျတို့ပျော်ရွှင်တယ်လို့ပြောတာစီးပြက်ကံပြက်လောက်တာကိုပြောတာမဟုတ်ဘူးစီးပြက်ကံပြက်လောက်တာနဲ့ပျော်ရွှင်အောင်ထားရနေတာမတူဘူးနော်အလုပ်ချိန်မှာအလုပ်ကိုပေးလုပ်တယ်နားချိန်မှာပေးပြီးတော့နားတယ်ခံစားခွင့်ရှိရင်ခံစားခွင့်ရတာကိုအပြည့်ပေးတယ်view site ဆရာရှိရင်အပြည့်အဝ view site တယ်လိုအပ်တာမျိုးနားထောင်ပေးတယ်အဲ့တော့ဒီမှာဆို HR လုပ်တဲ့သူတွေလည်းပါတယ်ကိုပိုင်းစီးပွားရေးလုပ်နေတဲ့အကိုလိုလူတွေလည်းပါတယ်အဲ့တော့ဘာဖြစ်လဲဆိုကိုအောက်ကဝန်ထမ်းတွေပျော်နေရနဲ့လူတွေခဏခဏထွက်လို့အဲ့လူတွေကိုရိလုံနေတာဘယ်ဟာပိုခက်ခဲလဲလူတွေခဏခဏထွက်လို့ဟုတ်လားခဏပြန်ပြီးလိလုံနေရတာပိုခက်ခဲတယ်ဘယ်တော့မှအသာမကြဘူးလုပ်ငန်းမှာအမြဲတမ်းလူသစ်တွေအဲ့လူသစ်တွေကို train ရတယ် train ပြီးတော့နားလည်သွားပြီဆိုရင်စိတ်ဖိစီးလို့ဆိုပြန်ပြီးထွက်သွားတယ်ပြန် train ရတယ်ဒါနဲ့ဒီတစ်ချက်တော့အစကနေစချင်းကိုဘယ်တော့မှမရက်တတ်နိုင်မှတ်တာအစကိုအမြဲတမ်းစနေရမှာတော့အဆုံးကိုလည်းမရဘူးအလယ်ကိုလည်းမရအောင်အမြင့်ဆုံးကိုလည်းမရဘူးအဲ့တော့စရတဲ့ဘဝကနေရက်ချင်နေဆိုရင်ကိုယ့်ရဲ့ဝင်ပြောအောင်ထားလို့တချို့တို့ flow လေးကိုရဖို့အတွက်တချို့ဒီဘာသာရပ်တွေကိုတင်နေရတာဖြစ်တယ်အဲ့တော့ positive နဲ့ negative နဲ့ထားရင် positive စိတ်နဲ့သွားရင်တရက်တာကလို့ဆရာရှိရာကြီးလုပ်ပြီးတော့တိုးတောင်းနဲ့တန်ဖိုးရှိပြီးသွားရင်မိုးလင်းကလေးစိတ်ညစ်နေရဲဆိုရင်တချို့အဲ့တရက်တာကုန်လို့အရင်ခက်ခဲတယ်အဲ့တော့ဝန်ထမ်းတွေမှာလည်းအဲ့လိုပဲလုပ်ငန်းခွင်ကသူတို့အတွက်မိသားစုသူတို့ကဒုတိယအိမ်ဖြစ်နေတယ်ဆိုရင်အဲ့အလုပ်ကလူမြဲတဲ့လုပ်ငန်းတိုင်းကဘာဖြစ်လဲဒီကတိုးတက်တယ်လူမြင့်ရှိနေရင်အသက်ကစရတဲ့ပြဿနာကင်းဝေးတာဖြစ်တဲ့အတွက်နောက်ထပ်ခြေတန်းတွေဘာလုပ်လို့ရလဲဆိုရင်တွားလို့ရတယ်လုပ်လို့ရတယ်အဲ့လိုမဟုတ်ဘဲနဲ့ငင်းတဲ့ချို့လူသစ်တွေကိုခေါ်လိုက် interview လိုက်လူသစ်တွေကို train ပေးလိုက်နဲ့ကို့နာမှာဘယ်သူမှငင်းနေရမရှိဘူးဆိုရင်ခုနပြောတဲ့ delegation ဆိုတာအဝေးကြီးမှာပဲ delegation ဘယ်သူမှလုပ်လို့မရအောင်အားလုံးကလူသစ်တွေဖြစ်တဲ့အတွက်အရာအားလုံးကို micro management micro test တွေအားစားကိုယ်တွေလုပ်နေရမှာအဲ့တော့ဒီအသေးအမွှား test တွေကိုကိုယ်တွေလုပ်နေမှာတော့ကြီးမား strategy ကိုပဲချိန်ချမှာတယ်အဲ့တော့လူတွေကိုတချို့ positive mindset ရှိအောင်ကိုယ့်ရဲ့ environment လေးမှာနေချင်းစဖွဲ့လေးဖြစ်အောင်လို့တချို့ဘာလုပ်ထားဖို့လို့လဲဆိုရင် leaders တွေကဒီ mindset တွေဒီ happiness တွေကိုမျှဝေပေးဖို့လိုတယ်။ဒါဒီတချို့လုပ်ငန်းမှာလူငယ်ဖို့ကိုယ့်ရဲ့အတိုင်းအဝန်လေးပြောရှင်မှတချို့ရှိရ organization ရဲ့ goals ကိုခေါ်ရည်မှန်းချက်တွေတစ်ခုတချို့ဘာဖြစ်မလဲဆိုရင်ရရှိမှာဖြစ်တယ်။ Education for a promised future